3ရက်6လပိုင်းအခေါင်ထဲမှာ25ဖြစ်တယ်အဲတော့ဒီထဲမှာလာတခါလေးပေးခြင်းဖြစ်တယ်ဒီနေ့မလို့ရှေ့တန်းခေါ်လိုက်တော့တိုင်းခေါ်ရတာဒီပြီးပြီးတာပဲဒီเจ้าကိုခေါ်ပြီးတယ်ဆိုတာကเจ้าမှလည်းမလို့ကျွေးကျင်တာရောပါရောကောင်းကောင်းမွန်မွန်ကျွေးအောင်လည်းခေါ်ရတော့ရှေ့တန်းမှာဘုဖွဲ့ထဲမှာဘယ်သူကပြည့်စက်တယ်ဘယ်သူကအနစ်နာခံတယ်ဘယ်သူကရှေ့တန်းမှာဘယ်လောက်လုပ်တယ်ဆိုတာကိုလည်းတယောက်ထည့်ကျွေးတာပေါ့ကွာတယောက်ထည့်ပြီးတော့နောက်လည်းတယောက်ထည့်ကျွေးအောင်ပါပဲဘယ်သူကတော့တယ်ဘယ်သူကတော့တယ်ဆိုတာကိုနော်ကျွေးအောင်ပါရေးပြီးမှအဲ့လိုဖူးချမယ်အခုကတော့ဘိုးကဒါအုပ်ကြီးပေါ့အရင်အုပ်ကြီးလုပ်ခဲ့တာဟုတ်လားဘိုးကဒကာကြီးကငါတို့ထဲမှာဆိုလို့ရှိရင်ခြေတန်းမှာနေတာ6လရှိပြီခြေတန်း6လတောင်ဝင်ထမ်းဆောင်တဲ့အချိန်ကာလမှာသူ့ကိုငါတို့ကအပြည့်ပြောစရာဘာလို့သူ့မှမတွေးခဲ့ဘူးအလားသာမရှိခဲ့ဘူးပေါ့ကွာခြေတန်းမှာသူတာဝန်ကြီးတယ်တာဝန်တိုင်းလည်းသူလုပ်တယ်ငါတို့လည်းသူ့အတွက်ကြောင့်ငါတို့လည်းစိတ်ကြိုက်ကိုလည်းမရှိခဲ့ရဘူးသိချမ်းသာမှုပဲရှိခဲ့ရတယ်နော်အဲ့တော့မင်းတို့လည်းခုနည်းတူစွာပဲဒီစစ်တီဆိုတာကတော့ဘာဆိုးတဲ့လူတွေပါတယ်ကောင်းတဲ့လူတွေငါတို့ကတော့မှန်တိုင်းပြောရတော့သိုးကောင်းမွေးထားတာဆိုတော့သူကအများအားပြောနေကြစကားရှိတယ်သိုးတာဦးဇင်းတို့ကခွင့်လို့ပြီးလို့ရတယ်။ခိုက်တာကလည်းဦးဇင်းတို့ကခွင့်လို့ပြီးလို့ရတယ်။ခိုက်တာပိုင်းနဲ့ရုပ်ပါတော့ဦးဇင်းတို့ကခွင့်လို့ပြီးလို့လည်းမရဘူးကြားလား။ဟုတ်ပါဘူး။ခိုက်တာပိုင်းပြည့်စည်သွားလို့သူကဘာမှလုပ်လို့မရဘူးနော်။ဟုတ်ပါဘူး။ခိုက်တာပိုင်းတွေပါလေပြုပြင်ရမယ်ကြားလား။ဟုတ်ပါဘူး။ဟိုကရွာရွာတဲ့ခါမှာသူများပစ္စည်းကိုမလုံးနဲ့နော်။ဟုတ်ပါဘူး။ဒီရဲ့ PDD ကိုကအထက်စီးကနေပြောနေကြားလား။ဟုတ်ပါဘူး။အဲ့မကျင့်နဲ့နော်။ဟုတ်ပါဘူး။ဒီမှာ PDF ကြောက်ကPDF ဟိုကကြောက်ရတယ်ကျက်ဖက်တွေကြောက်ရတယ်ဘယ်လိုကြောက်ရလို့စမပြေဘူးကြားလား။ဟုတ်ပါဘူး။တို့ကတမတော်ရတမတော်ရဲ့လက်ခံနေဖြစ်တယ်နော်။ဟုတ်ပါဘူး။အားကြောင့်ဒီလိုချစ်တော်တမတော်ကဒီလိုချစ်တော်ကတာသာတော့ဖြစ်ရမယ်ဟုတ်လား။ဟုတ်ပါဘူး။အဲ့လိုချိန်မှာပြည်သူစစ်တွေတမတော်သားတွေပြည်သူစစ်တွေပြည်သူတွေကတရားခိုင်တော့90ရာခိုင်တော့တရားခိုင်တော့မဟုတ်တော့90 80ရာခိုင်တော့အားကိုးတည်သိပေါ်လာလို့ရတယ်ဟုတ်လား။ဟုတ်ပါဘူး။ဒါတော့မှနိုင်မကြည့်အောင်ကိုယ့်ရဲ့ဘက်ထဲမှာလည်းဒုတိယဆိုတာကိုပြင်ရတယ်ကြားလားမှန်ပါဗျာဒီလိုစစ်ကွာအတန်နေကြတာရှိတယ်နော်မှန်ပါဗျာဒီလိုအတန်နေကြလို့စီလီလိုဒီလိုအတန်ကျင်းလို့အတန်ကြရတော့ဒီနေ့မှပြင်လို့ကြားလားမှန်ပါဗျာဒီလိုကတော့ဘုရားနိုင်ပဲနော်မှန်ပါဗျာသင်မပြေတာကိုသိပြလို့ရတယ်သင်မပြေတာကိုသင်တို့ပြောပြလို့ရတယ်နော်မှန်ပါဗျာသင်မပြေဘူးဆိုလို့ရှိရင်ကြားလို့ဘာလို့နေတကယ်ကျမ်းမာရေးရအကုန်လုံးပြောပြလို့ရကြားလားမှန်ပါဗျာဒီတိုင်းမှာကောင်းကောင်းဘုံမှုတွေလူကြီးရဲ့စကားကိုနားထောင်အောင်ကြားလားမှန်ပါဗျာဟိုအကျိုးကြောင့်ပြောပြနော်နားလည်အောင်ပြောပြနော်မှန်ပါဗျာဒီကတော့ပြောလို့ကောင်းနော်မှန်ပါဗျာဒီတိုင်းကစားပြောပြောတယ်သင်တို့ပြန်ပြောသင်တို့ကနေတော့ဖြင့်ဟုတ်လားတတ်တယ်ကိုပြောပြမယ်တတ်တယ်ကိုကနေရေးမကြည့်ဘူးတိုင်းမှုကိုဆက်ပေးမယ်ကြားလားမှန်ပါဗျာပထမဂျီလူပြောမယ်ဂျီလူကနေတတ်တယ်မှုကနေတိုင်းမှုဆက်ဆက်သူတို့တင်ပြပေးမယ်ကြားလားမှန်ပါဗျာအဲ့တော့မှကလေးတရားကိုဟုတ်လားတို့ဒီကြောင်းအနာကလည်းရိုက်လိုက်ခဲ့ဟုတ်လားမှန်ပါဗျာရိုက်တော့သူကသုံးမတော်လက်ခံတယ်ကွာနှိပ်စက်တာကတော့လက်မခံသုံးမတာသုံးမပြီးရိုက်တာသုံးမတော်လက်ခံတယ်ဟုတ်လားမှန်ပါဗျာနှိပ်စက်တာတော့လက်မခံနိုင်ဟုတ်လားမှန်ပါဗျာအဲ့တော့ဦးသိန်းကပထမတက်နေမှုတိုင်လိုက်တယ်တက်နေမှုကနေမှနေရာပဲပြောင်းတယ်ဦးသိန်းတော့နေရာပြောင်းမှုလေသူ့ကိုရေးယူဖို့အတွက်ဟုတ်လားမှန်ပါဗျာနောက်တိုင်းမှုလှန့်ဆိုတော့တိုင်းမှုချက်ချင်းလက်ငယ်ချက်ချင်းလက်ငယ်ပဲညာလို့ချင်းတော့ခံတာဟုတ်လားမှန်ပါဗျာညာလို့ချင်းဖမ်းပြီးစစ်ထောင်ထဲမှာထည့်တာဟုတ်လားဒီဦးဇင်းတို့ကအဲ့လိုမျိုးလောက်တာကြလားမှန်ပါဗျာအဲ့တော့မဖောင်းစီနဲ့နော်မှန်ပါဗျာဒီဝရိယအများအားထားကြလားမှန်ပါဗျာဒီဝရိယထားကိုယ့်အတွက်ကြောင့်လူမစိတ်ထိခိုက်မထိခိုက်နေနဲ့နော်မှန်ပါဗျာအုပ်ကြီးကိုပြန်မှာဆယ်လိုက်နဲ့အုပ်ကြီးကိုအုပ်ကြီးနာဒီမလားဒါကဒီကဝုထုဘာလာတန်ကြီးအပြင်ဟိုဟာလောက်ရှိတယ်4သိန်းလောက်ရှိတယ်5သိန်းရှိတယ်နော်ဒါကဒီကဟဲ့ကြီးဘာလာတန်ကြီးအပြင်10သိန်းကျော်လောက်ရှိတယ်နော်10သိန်းကျော်လောက်ရှိတယ်နော်ဒါကပတ်စံ10သိန်းအမှအကောင်းဆုံးတော်လို့ချပေးတာနော်ဒီထက်ဗိုက်တာပိုင်းကောင်ဒီထက်တော်အောင်လုပ်နော်ခဲရှိရင်တင်ပြခဲဟုတ်ပြီငါကြီးတို့ရရင်ခဲကြားရှိဖို့ဟေးဟုတ်ပြီဟုတ်ဟေးရတယ်စီအောင်တော့မလို့လည်းကျိုးတော့နော်ဟုတ်ပြီရလေနော်ဟုတ်ကဲ့အားနော်ဒီကဟုတ်ပြီငါကြီးတို့ညညနော်ဟုတ်တယ်နော်